ရင်းနှီးမြှုပ်နှံလူသူတိုင်းလက်မလွတ်တဲ့နဲ့မယန်းကုန်းကမြေကွက်တစ်ခုနဲ့မိတ်ဆက်ပေးမယ်လူကြီးမင်းတို့ရဲ့ရွေးချယ်မှုကအနာဂတ်အတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ချင်နေဆိုရင်ဒီမြေကွက်ကလူကြီးမင်းတို့အတွက်ပါပဲအခုမိတ်ဆက်ပေးမှာကတော့မယန်းကုန်းမြို့နယ်ကရှားပါမြေကွက်ကျေကိုရောင်းပေးမှာပဲဖြစ်ပါတယ်စီးပွားရေးအတွက်ဆိုင်ကမ်းမြေဖွင့်ဖွင့်ကိုယ်တိုင်နေထိုင်ဖို့အတွက်စိတ်တိုင်းကျအိမ်လေးပဲစောက်စောက်လုံးဝအဆင်ပြေစေမှာပါမြေကွက်ရဲ့ဒီနေရာလေးကတော့မယန်းကုန်းမြို့နယ်9မိုင်တာယာကုန်းရှမ်းရွာလမ်း3နှစ်ဒီလမ်းဝင်နေဆိုရင်10မိနစ်အတွင်းရောက်နိုင်တယ်အနီးနားမှာဆိုရင်လေပိုရှန်စူပါစင်တာ North Point ဗီတိုရီယာဆေးရုံဂျန်ရှင်အိတ်ဆယ်တော်မြတ်စီပြီးတော့လော်ဒီဟိုတယ်ကန်တာယာဆေးရုံရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်တို့ကိုကားနဲ့သွားရင်လည်းမိနစ်ပိုင်းတွင်ရောက်နိုင်အောင်မယ်မြေအကျယ်35ပေ55ပေပုံမှာရေမီးအပေါတွေမှာပိုင်ရှင်အမည်ပါမြေပိုင်မြေအမျိုးအစားမျက်နှာစာကအရှိတ်ဘက်လက်ပဲဖြစ်ပါတယ်ဒါအပြင်အနာဂတ်မှာတန်ဖိုးလက်တက်လာအောင်မယ်စီးပွားရေးအတွက်လည်းတင့်တော့ကိုပိုင်အိမ်ဆောက်ထားမယ်ဆိုရင်လည်းအဆင်ပြေရင်းနှီးမြှုပ်နှံမယ်ဆိုရင်လည်းအမြတ်ရဒီလိုအားသာချက်တွေကြောင့်လုံးဝလက်မလွတ်တင်ဘူးနော်အခုလိုအားသာချက်တွေနဲ့အနာဂတ်မှာတန်ဖိုးတက်လာမယ့်မြေကွက်ကိုလက်မလွတ်ခံချင်ဘူးဆိုရင်တော့အမြန်ဆုံးဆက်သွယ်လိုက်တော့နော်iMyanmarHouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်